အားလုံးပဲမင်္ဂလာပါရှင်မြန်မာစကားလေးတွေကနေပြန်လည်ဆွဆိုလိုက်ပါတယ်အခုမျှဝေပေးချင်တာကအသုံးများတဲ့အထူးအခရာတွေရဲ့ရှုဖတ်နည်းလေးတွေဖြစ်ပါတယ်အထူးအခရာတွေကဘာတွေလဲကြည့်လိုက်ကြရအောင် e ရွှေနိုင်အောဦးစတဲ့အခရာလေးတွေဖြစ်ပါတယ်အခု e အခရာ e လို့ဖတ်ရပါတယ် e အခရာ e လို့ဖတ်ရပါတယ်ရွှေအခရာရွှေလို့ဖတ်ရပါတယ်နိုင်အခရာနိုင်လို့ဖတ်ရပါတယ်အော်အခရာလို့ဖတ်ရပါမယ်တာရှိကြီးအော်လို့မဖတ်ရပါဘူးမှားပါတယ်အော်အခရာလို့ဖတ်ရပါမယ်တွေထိုးတာရဲ့ရေးချရှိထိုးလို့မဖတ်ရပါဘူးဥအခရာလို့ဖတ်ရပါမယ်အခရာဥလုံးကြီးတစ်ဆန်ခတ်ဥလို့မဖတ်ရပါဘူးဥအခရာလို့ဖတ်ရပါမယ်အခရာဥလုံးကြီးတစ်ဆန်ခတ်ဝဆနှလုံးပေါဥလို့မဖတ်ရပါဘူးအားလုံးပဲအဆင်ပြေကြပါစေ See you the next video